Moshiအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ recall လုပ်ပေးမယ့် anime series လေးကတော့ Jujutsu Kaisen Season 1 Episode 1လေးပဲဖြစ်ပါတယ်ဇလန်လေးရဲ့အစမှာတော့ Yui ဆိုတဲ့ကောင်လေးတစ်ယောက်ကကျင်းသာဆွဲတွေနဲ့ပြည့်နေတဲ့အခန်းထဲမှာနိုးလာခဲ့တယ်သူဟာချုံနှောင်ခံထားပြီးတော့သူကြားလိုက်ရတာက Yuji မင်းကတိတ်ဆိတ်ကွက်မြတ်တော့မှဆိုတဲ့အတန်းပဲထိုဖြစ်ပြမဖြစ်ခင် Yuji ဟာဆေးရုံကိုဖုန်းဆက်ကသူ့ဘိုးချင်တွေကိုမေးမြန်းနေခဲ့တယ်တစ်ဖက်မှာတော့ရာအားလုံးကိုစိတ်ပြတ်နေတဲ့ပုံစံနဲ့မေဂမီဆိုတဲ့ကောင်လေးဟာတစ်တာမှာအမီပတိရာတစ်ခုကိုအသေးထန်ရှာဖွေနေခဲ့တယ်ဒါအဲ့ဒါကြောင့်ထိုရာလာရှာခိုင်းနေသူကိုသူရှာခိုင်းတဲ့ဟာမတွေ့ကြောင်းဖုန်းဆက်ပြီးပြောနေခဲ့တယ်တစ်ဖက်မှာတော့ Yuji ဟာတဘာဝလုံးရှာဖွေရေးအဖွဲ့နဲ့အတူတရေခေါ်တဲ့ဂင်းကိုစော်ကစားနေခဲ့တယ်ထိုအချိန်ဥက္ကဋ္ဌက Yuji တို့ကိုအခန်းကနေဖယ်ပေးဖို့ပြောနေခဲ့တယ်အဲ့ဒါကြောင့်အဖွဲ့တွေကကောင်မလေးကဥက္ကဋ္ဌကိုအာယုံလွှဲဖို့အတွက်လွန်ခဲ့တဲ့နှစ်30ကဖြစ်ခဲ့တဲ့ထူးဆန်းတဲ့အကြောင်းအရာတစ်ခုကိုပြန်ပြောပြနေခဲ့တယ်ဒါပေမဲ့သူတို့ဘလို့ပဲပြောပြောဥက္ကဋ္ဌကဟဲ့အောင် Yuji မင်းအခြားအဖွဲ့မှာစရင်ပေးပြီးသားမလို့ဒီအဖွဲ့ကအဖွဲ့ဝင်အနည်းဆုံး3ယောက်မရှိဘူးအဲ့ဒါကြောင့်အဖွဲ့လို့လူမရဘူးလို့ပြောနေခဲ့တယ်။ Yuji ကလည်းငါအခြားအဖွဲ့မှာနယ်စရီမထဲခဲ့ဘူးဆိုတာကိုတဲတန်ရင်းနေခဲ့တယ်။ထိုအချိန်မှာပဲပြေးကုန်ပြင်းနီးပြကရောက်လာခဲ့ပြီးတော့ဟင်းအောင် Yuji ငါတို့နိုင်ငံစင်းကိုတက်နိုင်ဖို့အတွက်မင်းကိုလိုအပ်တယ်။ Yuji ကလည်းတော်တမ်းပါဗျာကျွန်တော်မလုပ်နိုင်ဘူးလို့ဘယ်နှခါပြောရမလဲ။ဒါကြောင့်နီးပြကသူနဲ့ရှင်ပြိုင်ဖို့ Yuji ကိုပြောလိုက်တယ်။တစ်ဖက်မှာတော့မေဂူမီကကျင်းတန်တဲ့ပစ္စည်းကိုရှာဖွေရင် Yuji တို့အကြောင်းကိုရောက်လာတယ်။ထိုအချိန်မှာပဲနီးပြနဲ့ Yuji ကရှင်ပြိုင်နေခဲ့ပြီးတော့နီးပြက Yuji ကိုနိုင်မယ်ဆိုပြီးယုံကြည်နေခဲ့တယ်။ပြိုင်ပွဲစားနဲ့ဒီဘပစ်လိုက်တဲ့တန်လုံးက14မီတာအထိရောက်သွားခဲ့တယ်။ဒါကြောင့်သူ့ကိုယ်သူအရန်ခုံယူပြီးတော့ Yuji လေးရောက်တော့အသာရမ်းမှပြီးပစ်လိုက်တာ30မီတာအထိရောက်သွားခဲ့ပြင် Yuji ပစ်လိုက်တဲ့အားကြောင့်ဂိုးတိုင်ကြီးပါပိန်သွားပါတယ်။ဒါကြောင့်ဒီပြိုင်ပွဲမှာ Yuji ကနိုင်ရသွားခဲ့တယ်။ထိုအချိန်မှာပဲ Yuji ကမေဂူမီရှိကနေလျှက်စည်းလိုအရှိန်နဲ့ဖျက်ပြေးသွားခဲ့ပြီးမေဂူမီဟာကြေညာစာတစ်ခုကိုခန်းစားလိုက်ရတဲ့အတွက် Yuji ကိုလမ်းခေါ်လိုက်တယ်။ဒါပေမဲ့ Yuji ကတော့သူ့ဘိုးအတွက်ဗန်းစင်းဝယ်ကဆေးရုံကိုရောက်နေခဲ့ပါပြီ။အဖိုးက Yuji ကမသိခင်ပြောစရာရှိတယ်ဆိုပြီးပြောနေခဲ့ပြီးတော့ Yuji မင်းကတန်ပါလေဆိုတာငါသိတယ်။ဒါကြောင့်လူတွေကိုကန်နိုင်တော့ကယ်ပေးပါလို့ပြောနေနေပဲတေးဆုံးသွားခဲ့တယ်။အဖိုးရဲ့အတန်ကြားတော့လို့ Yuji လဲကြည့်လိုက်တဲ့အခါမှာတော့အဖိုးတေးဆုံးသွားပြီဆိုတာသိရှိလိုက်ရတယ်။ထိုအချိန်မှာပဲမေဂူမီယာ Yuji ကိုအပြင်ခေါ်သွားခဲ့ပြီးကျင်းသာတဲ့ပစ္စည်းကိုသူ့စီပေးဖို့ပြောနေတယ်။ Yuji သူ့စီမှာမရှိတော့ဘူးအခြားသူစီရောက်သွားပြီဆိုတာကိုပြောပြလိုက်တယ်။မေဂူမီကအဲ့ဒါဆိုသူတို့တေတော့မှာပဲဆိုပြီးပြောပြလိုက်တယ်။တစ်ဖက်မှာတော့ Yuji ရဲ့တငယ်ချင်းနှစ်ယောက်ကကျင်းသာလေးပစ္စည်းကိုဖွင့်လိုက်ကြတယ်။ Yuji နဲ့မေဂူမီတို့ကလည်းအကြောင်းကိုမြန်လာနေကြပြီးသူတို့ရောက်တော့ Yuji ရဲ့တငယ်ချင်းတွေကမကောင်းဆိုးဝါးရဲ့တိုက်ခိုက်ခြင်းကိုခံနေခဲ့ရတယ်။မေဂူမီကကျင်းသာခွေးတွေကိုအသုံးပြုပြီးတိုက်ခိုက်ခိုင်းပေမဲ့ကျင်းသာရည်တက်ကလူများများနေခဲ့တယ်။ထိုအချိန်မှာပဲ Yuji ကဗရင်းပေါက်တွေကိုခွဲပြီးတော့သူ့တငယ်ချင်းကိုကယ်လိုက်တယ်။ထိုအချိန်မှာပဲ Yuji ဟာကျင်းသာလက်ချောင်းကိုကင်ထားရင်မကောင်းဆိုးဝါးရဲ့ဖမ်းတာကိုခံလိုက်ရတယ်။ဒါကြောင့်မေဂူမီကကျင်းသာလက်ချောင်းကိုငေါ့ကိုဘေးဆိုပြီးတောင်းနေတယ်။ Yuji ကတော့ငါလူတိုင်းကိုကယ်တင်နိုင်တဲ့နီးရှိတယ်မလားဆိုပြီးလက်ချောင်းကိုမြှုပ်ချလိုက်တယ်။မေဂူမီကဟေးမလုံးနဲ့လို့ပြောနေတဲ့ခဏအတွင်း Yuji ရဲ့ခန္ဓာကိုယ်ကနေကြောက်စရာကောင်းတဲ့အချိန်ဝါတွေထွက်လာပြီးတော့မျက်နှာမှာအမှတ်သားတွေပေါ်လာပြီးမျက်လုံးတစ်စုံဖြစ်သွားတယ်။ထို့နောက်ရိုမန်စကူနာက Yuji ရဲ့ကိုယ်လေးကနေကြီးမောရင်ဝါအံ့ဩစရာပဲလီလန်တောက်ပနေလီလူကြီးပါလားပျော်စံမိမတွေပဲမလဲကလေးတွေပဲမလဲငါတက်ပြစ်ရှင်နေပြီဆိုပြီးပြောနေခဲ့တယ်။စူကူနာကသူ့ကိုယ်သူထင်းချုပ်ဖို့ကြိုးစားနေစဉ်မှာပဲသပင်ပြူပြူရုပ်ပြော့ပြော့နဲ့မျက်လုံးကိုစူးထားတဲ့လူတယောက်ရောက်လာခဲ့တယ်။ထိုလူရဲ့နာမည်ကတော့ဂိုဂျိုဆာတိုရူဖြစ်ပါလေ။ဟိုးဘာတွေဖြစ်နေကြရလဲငါအတွက်စိတ်လှုပ်ရှားစရာတွေအများကြီးပါလား။ဂိုဂျိုဟာ Yuji ကိုပြောပြပြီးတော့10စက္ကန့်လောက်စကူနာနဲ့ကိုချင်းလဲပေးနိုင်မလား။ငါလေးလောက်သူ့ကိုစမ်းကြည့်နေဆိုပြီးပြောလိုက်တယ်။ Yuji ကခေါင်းချင်းပြပြီးစကူနာအပြည့်ပြောင်းလဲသွားကဂိုဂျိုကိုတိုက်ခိုက်တယ်။ဂိုဂျိုကစကူနာရဲ့တိုက်ခိုက်မှုတွေကိုလွယ်တကူရှောင်ရှားပြီး Yuji ရဲ့နဖူးကိုတွတ်လိုက်တဲ့အခါ Yuji ဟာတတိလစ်သွားခဲ့တယ်။ဂိုဂျိုကကဲဒီကောင်လေးကိုဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားရတော့မှာပဲဆိုပြီးပြောနေနေပဲJujutsu Kaisen Season 1 Episode 1လေးဟာဒီနေရာမှာပဲပြီးဆုံးသွားခဲ့တယ်။